ဒါဆိုတော့ကျွန်တော်ခရိယန်သက်တာမှာကယ်တင်ခြင်းနဲ့ရောပတ်သက်နေမလားကျွန်တော်ရဲ့ကယ်တင်ခြင်းကိုထိခိုက်မလားဒီမတန့်ရှင်းတဲ့အစာတွေကိုစားခြင်းအပြင်အခုနဝိညာဉ်ရေးဘိုင်းမှာပြောထားလဲကျွန်တော်တို့ကြားရတဲ့အတွက်ကြောင့်အဲ့ဒီကယ်တင်ခြင်းနဲ့ပတ်သက်သလားမပတ်သက်သလားဆိုတာနည်းနည်းလေးရှင်းပြပေးလို့ရမလားဟုတ်ကဲ့ကယ်တင်ခြင်းနဲ့ပတ်သက်လားဆိုတော့လုံးဝပတ်သက်နေခုနကယ်တင်ခြင်းစီမံကိန်းတစ်ခုလုံးတို့ကကိုစားပြုတာပထမဒုတိယတတိယဆိုတော့ဒါကျန်းကအစအဆုံးအကုန်လုံးပြီးသွားအဲ့တော့ကယ်တင်ခြင်းဆုံးရှုံးနိုင်လားထိခိုက်နိုင်လားဆိုတာကဘာပေါ်မှာမူလဲဆိုတော့ဘုရားသခင်ကပြည့်ညက်မထားဘူးဆိုလို့ရှင်ဘာအပြစ်မှမရှိလို့ကျန်းနိုင်မှာပြောတာပြည့်ညက်ထားသည်ထားအောင်တော့ပြည့်ညက်ကိုမသိလို့မစအောင်ဆိုလို့ရှင်တော့ဒါကမသိဘူးပြည့်ညက်ကိုသိတယ်ထားအောင်တော့ဒါကြီးကမဟုတ်တော့ပါဘူးဆိုတော့မှားယွင်းပြီးယူဆတဲ့သူတွေကြတော့လေစောင့်စရာမလိုဘူးလို့ထင်သွားတယ်ဒါပေမဲ့ကျမ်းစာမှာပြောထားတာကကျတော့ဟေရှာအခန်းကြီး66အငယ်18မှာဝတ်သားကြွက်သားရွှန်ရှာဝဲသောအရာတွေကိုစားပြီးတော့တဲ့ဥယျာဉ်မှာရှိတဲ့အလေတရားနောက်ကိုလိုက်ပြီးတော့ကိုတန်ရှင်းစေတယ်လို့ပြောတဲ့သူတွေကလည်းနောက်ဆုံးမှမီးနဲ့ဓာတ်အပြင်စစ်ကြောဆင်ခြင်းခံမယ်ခုနမီးနဲ့ဓာတ်ဆိုတာယေရှုခရစ်တော်တတိယအချိန်ပြန်ကြွလာပြီးတဲ့အခါမှာစစ်ကြောဆင်လိုက်တာဒုတိယသေခြင်းဖြစ်သွားပြီအဲ့တော့ဒါကယ်တင်ခြင်းစီမံကိန်းနဲ့လုံးဝဆက်နေတယ်အဲ့တော့ဝတ်သားကြွက်သားရွှန်ရှာဝဲသောအရာကိုစားတဲ့သူကဥယျာဉ်အလေမှာရှိတဲ့သူတယောက်နောက်ကိုလိုက်တယ်ဆိုတာစာတန်နောက်ကိုလိုက်တယ်စာတန်ဆိုတာဘုရားသခင်ကစင်ကြတဲ့အပင်နဲ့မစင်ကြတဲ့အပင်အင်းနေမှုများခွဲထားတယ်ဒီအပင်ကိုစားလိုက်ပါစားလိုက်လေအမှန်တရားမှာမဟုတ်စင်ကြပါတယ်လို့အေးဝါကိုစားပြောလိုက်အဲ့ဟုတ်တယ်လင်းတာအခုလည်းအဲ့တိုင်းပဲစာတန်ဩဝါဒဆိုလို့ရှိရင်တော့ဒါဆိုဒါမင်းတို့စားလို့ရပါတယ်ဒါစင်ကြပါတယ်ဆိုလို့ရှိရင်တော့သွားပြီးစားလိုက်တယ်ဆိုလို့ရှိရင်တော့ဒါကကယ်တင်ခြင်းကိုတော့ဒါကျမ်းစာအသေးရတော့ဒါထိခိုက်နိုင်ခြင်းရှိတယ်လို့ပြောထားတယ်ဆိုတော့ဒီနားမထောင်မှုရှိလာတဲ့ခါတော့သခင်ခရစ်တော်လာပြီးအစီခံပေးရတယ်နော်ဟုတ်တယ်ဆိုတော့ဒါတကက်ကယ်တင်ခြင်းတွေကိုဆက်နေတယ်ပေါ့နော်ဒီနားမထောင်မှုကပေါ့နော်ကဲဟုတ်ပြီကျေးဇူးအများကြီးတင်တယ်အဲ့ဒါဆိုရင်တော့ဆိုတော့ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးမေးခွန်း၈ချက်ကျမ်းစာထဲမှာကျွန်တော်ခရိယန်တွေအတွက်တစ်ခါလေကြတော့နားလည်မှုတွေကွဲလွဲတဲ့အရာလေးတွေရှိတာပေါ့နော်ဆိုတော့ဆရာရဲ့အမြင်လေးကိုကျွန်တော်သိချင်တယ်ပေါ့ဒီ၈ချက်နဲ့နော်အရင်ဆုံးတစ်ချက်ကမာကုအခန်းကြီး9မှာတွေ့ရတယ်ဗျဗဇတ်ထဲကနေဝင်သွဲအရာအလုံးကတန့်ရှင်းတယ်ထွက်တဲ့အရာပဲမတန့်ရှင်းဘူးလို့ကျမ်းစာထဲမှာနော်သခင်ခရစ်တော်ကပြောထားတယ်ပေါ့နော်လက်မဆေးဘဲနဲ့စားရင်လည်းပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့ဝင်တဲ့အရာပြဿနာမရှိဘူးတခါလေဆိုလက်မဆေးဘဲပြောတဲ့ကျန်တဲ့အစာတွေရောမကောင်းတဲ့အစာမတန့်ရှင်းတဲ့အစာရောစားလိုက်တဲ့ဟာလည်းအကုန်တန့်ရှင်းတာပဲလားထွက်တဲ့အရာတစ်ခုပဲမတန့်ရှင်းဘူးလားဆိုတာသခင်ခရစ်တော်ပြောတဲ့အရာနည်းနည်းလေးဆရာရဲ့အမြင်လေးကိုနားလည်မှုလေးကိုရှင်းပြပေး